ပေါ်ဦးငါကိုတော့ကောသလမင်းရဲ့အိမ်မက်တွေအကြောင်းသိချင်တယ်အခုပဲအကုန်လုံးကိုအသေးစိတ်ရှောက်တင်စမ်းပါ မှန်လားပါအရှင်မင်းကြီးအိမ်မက်တွေရဲ့အနက်အတိတ်ပဲကိုကျွန်တော်မျိုးအခုပဲတင်ပြပါမယ်ဖေဟာပထမအိမ်မက်ကတော့နွားလားဥဒဘ၄ကောင်ဟာဝှေ့မလို့နဲ့မဝှေ့ပဲပြန်သွားတာမြင်မက်တာပါပဲဖေဟာဒါဟာနောင်အခါမိုးတိမ်တွေထစ်ချုံပေမဲ့မရွာပဲပျောက်ပြတ်သွားလို့ကောက်ပဲသီးနှံတွေပြက်စီးမဲ့နီးမိတ်ပါဖေဟာဒုတိယကတော့အပင်လေးတွေဟာနုနယ်သေးငယ်စင်မှာပဲအပွင့်တွေပွင့်ပြီးအသီးတွေတီးနေတာကိုမြင်မက်တာပါဖေဟာဒါဟာနောင်အခါမှာလူတွေဟာတက်တန်းတိုလာပြီးငယ်ရွယ်စဉ်အခါမှာပဲအိမ်ထောင်ပြုသားမွေးကြမဲ့သဘောပါဖေဟာစတုထကတော့နွားကြီးတွေကိုထားပြီးနွားငယ်တွေကိုလဲကစေလို့ဝင်မနိုင်ပဲဖြစ်နေတာကိုမြင်မက်တာပါဖေဟာဒါဟာပညာရှိလူကြီးတွေကိုယာဒူးမပေးပဲအတွေ့အကြုံမရှိတဲ့လူငယ်တွေကိုသာအရေးပေးလို့တိုင်းပြည်ဆုပ်ယုပ်မဲ့အကြောင်းပါဖေဟာတတမကတော့ယောက်ျားတစ်ယောက်ကြစ်နေတဲ့လွန်ကိုအောက်ကမြေခွေးမကတိတ်တဆိတ်စားနေတာကိုမြင်မက်တာပါဖေဟာဒါဟာလင်ယောက်ျားရှာဖွေထားတဲ့စီးစိမ်တွေကိုဇနီးမယားတွေကတိတ်တဆိတ်ဖြုံတီးခိုးစားကြမဲ့သဘောပါဖေဟာအတထမကတော့ရေပြဲအိုးကြီးကိုပဲရေတွေထက်လောင်းပြီးရေမရှိတဲ့အိုးငယ်တွေကိုတော့ပစ်ထားတာမြင်မက်တာပါဖေဟာဒါဟာအစိုးရတွေကချမ်းသာတဲ့သူကိုပဲပို့ပေးပြီးစင်းရဲသားတွေကိုတော့လျှက်လျူရှုငတ်မွက်စေမဲ့အကြောင်းပါဖေဟာနဝမကတော့ရေကန်ကြီးရဲ့အလဲမှာရေနောက်နေပြီးကန်နားမှာတော့ရေကြည်လင်နေတာကိုမြင်မက်တာပါဖေဟာဒါဟာမြို့လယ်မှာမတရားအခွန်ကောက်လို့လူတွေဟာရွာစွန်ပြည်နားတွေမှာတွားရောက်နေထိုင်ကြမဲ့သဘောပါဖေဟာဒသမကတော့အိုးတလုံးနဲ့ချက်တဲ့ထမင်းဟာအချို့ပြော့ညို့အချို့မနဲ့သုံးထွေကွဲနေတာမြင်မက်တာပါဖေဟာဒါဟာနောင်အခါမိုးကွက်ကြားရွာလို့ကောက်ပဲသီးနှံတွေဟာတနေရာကောင်းတနေရာပြက်ဖြစ်မဲ့အကြောင်းပါဖေဟာဧကဒသမကတော့အဖိုးတန်စန္ဒကူးနှစ်ကိုရက်တက်ပုတ်ရည်နဲ့လဲလှယ်ရောင်းစားနေတာကိုမြင်မက်တာပါဖေဟာဒါဟာသာသနာတော်စုပ်ယုပ်ချိန်မှာမျက်လှတဲ့တရားတော်တွေကိုလန်လာဘအတွက်ရောင်းစားဟောပြောကြမဲ့သဘောပါဖေဟာဘူးတောင်းတွေနစ်ပြီးကြောက်ဖြာတွေပေါ်နေတာဟာလေထူးဆန်းတဲ့အိမ်မက်တွေပါပဲအရှင်မင်းကြီးဖေဟာဒါဟာအမျိုးရုပ်သူတွေအာနာတီးပြီးပညာရှိတွေရဲ့စကားဟာအရာမထင်ပဲဖြစ်ရမယ့်အကြောင်းပါဖေဟာစတုတသမကတော့ဖားငယ်မလေးတွေဟာကြီးမားတဲ့မြွေဟောက်ကြီးတွေကိုဝါးမျိုးစားနေတာကိုမြင်မက်တာပါဖေဟာယောက်ျားတွေဟာကိတ်လေသာကြောင့်ငယ်ရွယ်တဲ့ဇနီးမယားတွေရဲ့အလိုကိုလုံးဝလိုက်ပြီးအုပ်ဆိုးခံရမယ့်သဘောပါဖေဟာနောက်ဆုံးမှာတော့ကြီးတွေကိုဟင်သာတွေကခြံရံရတာနဲ့စိတ်ကကြားသက်ကိုတတ်စားတာမြင်မက်တာပါဖေဟာဒီအိမ်မက်တွေအားလုံးဟာနောင်အခါတရားမဆောင်တဲ့မင်းတွေကြောင့်တိုင်းပြည်ပျက်စီးမဲ့အကြောင်းတွေပါပဲအရှင်မင်းကြီးဖေဟာ